နားဆင်ကြသူသောတာရှင်တို့အားမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဆရာမကြီးခင်နှင်းယူရေးသားတဲ့မာနဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပါမယ်ခင်နှင်းယူမာနဦးပြုံးချိုဤစောင်းတန်တိတ်တီမှာကာလအတန်ပင်ကြာခဲ့လေပြီစောင်းကိုအုပ်၍ထားသောဂရီဘာဖုံးသည်လည်းအမွေးစာများကျွ၍အချို့နေရာများတွင်ခြိသားကျဲကျဲများပင်ပေါ်၍နေလေသည်နီရဲသောဂရီဘာရောင်သည်ဖုံများနှင့်ရော၍ညိုမှိုင်းမှိုင်းဖြစ်နေတော်သည်စောင်းသည်ပင်အိုမင်းသည်မဟုတ်ဦးပြုံးချိုသည်လည်းအိုခဲ့လေပြီတစ်လွင်ပြိုမြစ်ချင်းတို့၏သဘာဝအယောင်သည်ဘလို့ပင်စုပ်ပြတ်ပေမဲ့တောက်ပလန်းဆက်ချင်းရှိခဲ့လေသည်ဥပြုံးချိုသည်အယောင်အစင်းအားဖြင့်လည်းမွဲချောက်ချောက်ဖြစ်၍နေသည်ဂရီဘာဖုံးလိုပင်အသားအရည်များလည်းရော့ရဲရဲကျဲတဲတဲနှင့်အရည်ခန်းနေသော၆တွေ့တွေ့အသားများမှာအစဉ်အသားပတ်သလိုဖြစ်နေသည်ရခင်ကစောင်းနှင့်ထိတွေ့ခဲ့သောသွဲပြောင်းနူးညံ့သည့်သူ့လက်ချောင်းများသည်လည်းအယိုးအစစ်ငေါငေါကြီးတွေသာကြံရည်၍လက်ပုံစံမှာအယုတ်ဆိုး၍နေတော့၏ဦးပြုံးချိုစောင်းပြန်တီးရန်အတွက်မတ်ရွှေမှုန်ကမူခဏခဏလာ၍တိုက်တွန်းခဲ့ပေသည်ဒါပေမဲ့ဦးပြုံးချိုသည်ထူးထူးရှည်ရှည်ဖြစ်၍အဖြူများပေါက်စပြုနေသောသူ့မျက်ခုံးမွေးများကိုစု၍မတ်ရွှေမှုန်ကိုအော်ပစ်တတ်သည်တခါတရံသူ၏အကြည့်မှာရက်ဆက်လှသည်မတ်ရွှေမှုန်ကမူသူ့စောင်းတန်များကိုငယ်စဉ်ကပင်ကြိုက်နှစ်ခဲ့ရပေသည်အိမ်ကြီးရှင်မှာပင်စင်အရေးပိုင်ကြီးဥဖိုးပေဖြစ်လေသည်ဥဖိုးပေသည်ဂီတကိုဝါသနာပါသည့်အလျောက်သူ့အိမ်တွင်စန်းနေရစောင်းကောက်နှင့်အခြားဒုရိယာများကိုနှစ်ပတ်တစ်ခါတစ်လတစ်ခါဆိုသလိုခဏခဏတီးမှုတ်၍ပြုလုပ်ခဲ့လေသည်မိတ်ဆွေသင်္ကဟများကိုဖိတ်ခေါ်၍အပျော်တမ်းဂီတသမားဖြစ်သောဦးပြုံးချိုတို့လိုဂီတပညာသည်များအားခေါ်ယူ၍တီးမှုတ်စေလေသည်စောင်းကောက်တွင်မူသူတို့မြို့တွင်ဦးပြုံးချိုအားပြိုင်ဘက်ရှားခဲ့လေသည်မောင်ပြိုးချုပ်ဘဝတုန်းကအကြောင်းများကိုမတ်ရွှေမှုန်သည်ခဏခဏသတိရမိ၏သတိရမိတိုင်းဦးပြုံးချိုစောင်းပြန်တီးရန်တိုက်တွန်းမိခြင်းဖြစ်သည်အရေးပိုင်ကြီး၏သမီးခင်ခင်ထား၏အဖော်များသည်မောင်ပြုံးချိုတီးသည့်အပတ်တိုင်းအရောက်လာကြသည်သူတို့သည်မနီးမဝေးတွင်ငြိမ်သက်စွာထိုင်၍နေကြသည့်တပြိုင်နက်မောင်ပြုံးချိုသည်သူ၏စောင်းကိုညင်သာစွာစ၍တီးလေသည်ကညာပြိုတစုသည်ဂီတတွင်မိန်မော၍ရစ်မူးတတ်ကြသည်ဒါတွေကိုတွေ့လေတိုင်းမောင်ပြုံးချိုသည်ခင်ထားထားကိုရည်စူး၍ဝဏ္ဏပတ်ပါတခြင်းကိုတီးကုန်းခဲ့လေသည်ဝဏ္ဏပတ်ပါကိုတီးမှုတ်ချိန်တွင်မူသူ့မျက်လုံးများသည်ခင်ထားထားအနားတွင်သာရစ်ဝဲ၍နေသည်နွေဦး၏တညတွင်မူမောင်ပြုံးချို၏ဂီတကိုမိန်းကလေးတစုကတာလွန်၍မက်မောခဲ့လေသည်သူသည်အမှန်တော့ခင်ထားထား၏မိတ်ဆွေတင်မကြီးကိုထိုစဉ်ကရည်စူးခဲ့၏နွေဦးည၏လရောင်ကြီးတွင်ရှောင်တခင်သူမြင်လိုက်ရသောလှပြိုကညာကိုသူကဖွဲ့နွယ်လေသည်နွေဦးည၏လေပြေတွင်သူ၏လှကညာသည်ပန်းပွင့်၏ပွင့်ပတ်များကိုဆက်၍ရွက်သိနုများနှင့်ဖွဲ့ထားသောဝိယုံလွှာကိုလွှမ်း၍ထားသည်ဟုသူကဖွဲ့ခဲ့သည်လရောင်ကြီးတန်းပေါ်တွင်တဖြည်းဖြည်းလျှောက်သွားသောသူ့တထားအားငေး၍နေရင်းပင်မြေပြင်တွင်ကြံရစ်ခဲ့ရသောမောင်ပြုံးချိုသည်တထား၏အလှအပကိုလည်းတေးဖွဲ့ရင်းကြံရစ်ခဲ့ရသည်တေး၏အဆုံးတွင်သူ့လှကညာသည်လဝင်းထဲသို့ပင်တိုးဝင်ပြောက်ကွယ်၍သွားတော့သည်ဟုသူ့သီချင်းတွင်ဖွဲ့၍ထားပြန်သည်တင်မကြီးကိုရည်စူးသောသူ့သီချင်းကိုမူယူပမာလာဟု၍သူကနာမည်တက်ခဲ့၏အမှန်တော့သူသည်သူ့စောင်းတန်နှင့်ပြိုကညာတို့ကိုလွှမ်းမိုးခဲ့သည်ပြိုတိုင်းကြိုက်သောနှင်းစီခိုင်ဟု၍လည်းသူ့ကိုသမုတ်ခဲ့ကြသည်ဒီမှာကိုပြုံးချိုရဲ့သချင်းလေးတွေနဲ့လက်တံဟာတိတ်တာရတာပဲနော်လှေကားရင်းတွင်အစဉ်ထိုင်၍နားထောင်ခဲ့ရသောမတ်ရွှေမှုန်ကသူ့ကိုများရုပ်ခနဲမြင်လျင်လှမ်း၍ပြောတတ်သည်ဒါပေမဲ့သူသည်မတ်ရွှေမှုန်ချီးမွမ်းသည်ကိုရောင်၍မျှဂရုမစိုက်ခဲ့ပေမတ်ရွှေမှုန်သည်သူ့သခင်မဖျားများနှင့်ခက်လှမ်းလှမ်းဖြစ်သောလှေကားရင်းတွင်ထိုင်၍အစဉ်နားထောင်ခဲ့ရ၏
တချင်းဆုံးကနီးတိုင်းစားတောက်စရာများကိုထ၍ပြင်ရသဖြင့်မတ်ရွှေမုံသည်တခါပရိသတ်နှင့်သခင်မများကိုကျိန်ဆဲမိ၏တနေ့တွင်မူဧည့်သည်များကိုကျွေးရန်ရွှေကြည်မုတ်များကိုလှီးနေတုန်းမတ်ရွှေမုံအနားသို့မောင်ပြုံးချိုရောက်လာပြန်သည်မတ်ရွှေမုံသည်လက်ထဲမှရွှေကြည်ပကံကိုလှမ်းပေးရင်းရှင်ရဲ့စောင်းတန်မာလေးဝိညာဉ်ရှိတယ်။အော်ငါနဲ့အယူနဲ့လာတွေ့နေပြန်ပ။မောင်ပြုံးချိုသည်ရည်၍သူ့ကိုတော့ပစ်လိုက်၏။မဟုတ်ဘူးနော်ရှင်မသိဘူး။စောင်းတန်ထွက်လာရင်ဝိညာဉ်လေးတွေဟာစောင်းကျိုးတဲကလွင့်ထွက်လာပြီးဟဲ့မိရွှေမုံမဟုတ်တာတွေမပြောစမ်းပါနဲ့ဟဲ့။နေ့ဟာတွေကရည်စရာပါ။မောင်ပြုံးချိုသည်သူ့စကားကိုပင်ဆုံးအောင်နားမထောင်လှဲ့ထွက်သွားသည်။မတ်ရွှေမုံသည်မဲ့ပစ်လိုက်၏။မဲ့သောအခါသူမသည်ပို၍ရုပ်ဆိုးသည်။သူ့နှုတ်ခမ်းများသည်ငကိုကမဲ့နေသည်ညိုသောမျက်နာတွင်မျက်ခုံးကထူထူမဲမဲဖြစ်၍ပို၍မျက်နာအယောင်မှာမှောင်သလိုထင်ရသည်မတ်ရွှေမုံကအလွန်ပင်သူ့ထင်မြင်ချက်ကိုပြောကျင်သည်ဘသူကိုများပြောရပါလေဟုတ်ပါတယ်တော့တကယ့်ကိုဝိညာဉ်ရှိတာပါသူသည်နောက်ဆုံးတစ်ယောက်တည်းပြောလိုက်၏ယခုအချိန်တွင်မူဂီတကိုမျက်နှိုးလှသောဥဖိုးပေသည်ကွယ်လွန်ခဲ့၏ခင်ထားသည်လည်းမြေပိုင်ရှင်သားတစ်ယောက်နှင့်လက်ထပ်ပြီးခဲ့၍သားသမီးတွေတွင်ရခဲ့ပြီတင်မကြီးနှင့်တစ်တို့လည်းရန်ကုန်မှအတွင်းဝင်များနှင့်လက်ဆက်၍သူတို့မြို့မှထွက်ခွာသွားကြတော့သည်ဥဖိုးပေတမက်သည်ဂီတကိုမနှစ်သက်၍တအိမ်လုံးမှာတိတ်နေသည်မဆုပ်သောပြားတို့ပြန်လေကုန်ပြီးသောပြားလဖို့ကဲ့သို့ဟူသောစကားလိုပင်သွေးချောက်ကြီးဖြစ်နေသည်မတ်ရွှေမုံသည်လည်းတခါမှမအားရခင်ထားဤကလေးများကလည်းဆိုးလာသည်ရှိသမျှအလှပစ္စည်းလေးများနှင့်မတ်ရွှေမုံသည်သူ့ကိုယ်သူအလှပြင်ရှာ၏ဒါပေမဲ့သူသည်လှကိုပဲမလှနိုင်ပေဒီအထဲတွင်ကလေးတွေကလည်းတယောက်ပြီးတယောက်သာသူ့သခင်မကမွေးလာသည်သူ့မှာအလုရှုပ်လွန်းသောအခါမတ်ရွှေမုံသည်ကလေးများကိုကျိန်ဆဲမိပြန်သည်ယခုတော့မတ်ရွှေမုံလည်းအရွယ်လွန်စပြုလာသည်ယခင်အပတ်ထဲကပင်သူ့စပင်တွင်အဖြူတစ်ချောင်းနှစ်ချောင်းတွေ့ရ၏သူသည်အားချိန်ခဏလေးရတိုင်းဥပြုတ်ချိုထံပြေးသွား၏စောင်းတီးဖို့ခဏတောင်းပန်၏ဥပြုတ်ချိုစောင်းတန်တိတ်သည်မှာကြာခဲ့လေသည်ယနေ့တော့မတ်ရွှေမုံသည်စကားအကြာကြီးပြော၍နေသည်ဒါပေမဲ့သူ့စကားပြောတိုင်းဥပြုံးချိုသည်သူ၏တချင်းနှင့်အတီးကိုခင်ထားတို့နှစ်သက်သည့်ခေတ်ကိုပြန်၍ဖော်နေတတ်၏အခုရှင့်ဆောင်ထဲမှာဝိညာဉ်မရှိတော့ဘူးမတ်ရွှေမုံသည်တမျိုးပြောပြန်သည်ယခုလိုပြောပြန်တော့လေဥပြုံးချိုကမကြိုက်ချင်ပေယခင်ကဝိညာဉ်ရှိသည်ဆိုတော့ကလည်းသူကမကြိုက်ပေကျမတခုလောက်တောင်းပန်ပြရစေဒီမှာရွှေမုံနင်ဟာခဏနှောက်ယှက်နေတာပဲဘာပြောမလို့လဲဥပြုံးချိုသည်မှန်ပြန်သည်ရှင်အလွန်ဆိုးတဲ့သူပဲအခုရှင်လဲအိုပြီနော်ကျမကိုလေတချင်းတစ်ပုတ်လောက်ဆက်ပေးပါလားဘာနင့်ကိုဟုတ်တယ်ကျမရုပ်ဟာဘလို့နေတယ်ဘာတယ်ပေါ့လေမရွှေမုံသည်ခတ်တွေးနှင့်ဖြည်းဖြည်းလေးပြောပြ၏အမလေးဟဲ့ဥပြုတ်ချိုသည်မတ်ရွှေမုံ၏စိတ်ကူးရင်မှုကိုရိုင်းပင်ဖြတ်လိုက်၏သူ၏ကျဲသောသွားများပင်အကုန်ပေါ်အောင်ရည်နေပြန်သည်ရှင်ကဘာရည်တာလဲတိချာကြည့်စမ်းရွှေမုံနင်လဲအိုလှပြီအသားတွေဟာခြောက်ပြီးမဲနေတာပဲသပင်တွေကလည်းမနဲ့တော့ဘူးနင်ကဘူးတိကြောက်လိုပဲဝနေပေမဲ့အယောင်လည်းမရှိဘူးမတ်ရွှေမုံသည်ကြုံလေးရှေ့သို့တိုး၍ဥပြုံးချိုကိုကြည့်ရင်းအဲ့ဒါကြောင့်ရှင့်ဆောင်တန်ဟာမမီတော့တာလှတာချောတာတွေနဲ့ခင်ထားတို့တင်မကြီးမှတချင်းဖွဲ့လို့ရသလားတကယ်ဆိုကျမအကြောင်းကိုလည်းရှင်ကဖွဲ့တင်ပါတယ်နင်အယူပါဟဲ့ဥပြုံးချိုသည်ရည်ပြန်၏အမေတော်ကျမမယူပါဘူးရှင်ကထင်နေသလားရှင်စောင်းတီးကောင်းလို့တချင်းဖွဲ့ကောင်းလို့ရှင်ဟာနာမည်ကြီးတာလို့ဟင်ဥပြုံးချိုသည်ခတ်ပေါ့ပင်ခေါင်းငိမ့်လိုက်၏အဲ့ဒါတိတ်မှားတာဒီအတိုင်းမှန်ရင်မမထားတို့တင်မကြီးတို့အိမ်အောင်ကြပြီးတဲ့နောက်ရှင့်ဆောင်တန်ဟာဆက်ပြီးသားနေအောင်မှာပေါ့ဟင်ဟုတ်တယ်အမှန်တော့သူတို့ကရှင့်ကြိုက်တာမဟုတ်ဘူးရှင်ကသူတို့ကိုကြိုက်တာအခုရှင်ဆွဲလန်းစရာသူတို့လည်းမရှိတော့ဘူးရှင့်ဆောင်တန်လည်းတိတ်ရောရှင့်သချင်းတွေဟာသူတို့မှီပြီးထွက်လာတာဥပြုံးချိုသည်ထောင်းကနေဒေါသထွက်လာသည်ဒါပေမဲ့ဘလို့ပြန်၍ခြေပရမှန်မသိသလိုဖြစ်နေသည်ရှင်သိမ့်မာနကြီးတာပဲ
တကယ်ဆိုအိုသွားတာတွေအယုတ်ဆိုးတာတွေပြီးတော့တေးတာတွေအဲ့ဒါတွေသာတချင်းဖွဲ့ရင်ရှင့်ဆောင်တဲ့ဟာအခုထိအသက်ရှင်နေအောင်မှာအောင်မယ်ကြီးကျယ်လိုက်တာရွှေမုံရဲ့နင့်ကိုများဖွဲ့လို့ဘာများအသားပါမှာတဲ့လေမှန်ပြန်ကြည့်စမ်းကြည့်စရာမလိုပါဘူးကျမသိပါတယ်ရှင့်ဆောင်တဲ့ဟာအသက်မရှိပါဘူးမရွှေမုံသည်မဲ့ရွက်၍ပြောကခက်ဆက်ဆက်ပင်ထသွားသည်အသက်မပါရင်ဟိုခင်ထားထားတို့ဘာလို့ငေးငိုင်ပြီးငါတချင်းကိုမက်ရသလဲရွှေမုံကဖြတ်ခနဲပြန်လှည့်ကြည့်၍ရှင်ဆက်ခရဲကသူ့ကိုရည်စူးတာသူကကြိုက်တာပေါ့ဒီတုန်းကသာရှင်တချင်းတွေကအများနဲ့သက်ဆိုင်တဲ့မပြောင်းလဲနိုင်တာတွေဖွဲ့ရင်ခုထိတီးနေမှာပေါ့ဟင်ပြောပြောဆိုဆိုမတ်ရွှေမုံသည်လှဲ့ထွက်သွားသည်အမှန်တော့မတ်ရွှေမုံပြောသည်မှာမှန်သည်ဒါပေမဲ့သူသည်မတ်ရွှေမုံစကားကိုလက်မခံနိုင်ပေလက်မခံနိုင်သောအကြောင်းမှာခင်ထားထားတို့အိမ်တွင်ရာသက်ပံမွေးထားသောအိမ်ကြီးကျွန်တယောက်၏ပါဇက်မှထွက်လာသောစကားဖြစ်၍သူကလက်မခံနိုင်ပေနောက်ဆုံးတော့ဥပြုံးချိုသည်ငိုလိုက်မိ၏လူအိုကြီးတယောက်၏ငိုကြွေးရခြင်းမှာတာ၍တနာစရာကောင်း၏သူကိုယ်သူဝမ်းနည်းလာ၏ရွှေမုံစကားကိုလက်မခံပေမဲ့ရွှေမုံနှင့်ပြန်၍ညင်းဆိုမိခြင်းမှာရွှေမုံ၏စကားကိုထောက်ခံရာရောက်သွားခြင်းကြောင့်ပင်ဖြစ်လေသည်